ရင်ကသိချူတတ်တဲ့ကောင်းမလေးတယောက်ဟာခုချိန်မှာလွမ်းလောက်ငါအောင်မလားနင်ပြန်လာခဲ့ရင်ငါဘလောက်ထိလွမ်းနေချောင်းအိုငိုပြီးတော့ပြောပြခြင်းသေးတယ်ဒါပေမဲ့ခုတော့နင်ဆိုတာဟာဟိုရင်လို့ငါပေါ်မှာမဟုတ်တော့ပါယင်းနေဆုံးတစ်စိမ်တွေလုံနေဖို့ရမင်းဘက်ကပြောရခဲ့တယ်ကွာမင်းပြောရရင်နေဆုံးတစ်စိမ်တို့မျိုးငါနေဖို့ကြိုးစားကြည့်သေးတယ်ဒါပေမဲ့ငါစိတ်တွေမရောသားနေဘူးကွယ်ပဲပေါ်မှာချစ်မိနေတော့မယ်မင်းပြောရရင်နေဆုံးတစ်စိမ်တို့မျိုးငါနေဖို့ကြိုးစားကြည့်သေးတယ်ဒါပေမဲ့ငါစိတ်တွေမရောသားနေဘူးကွယ်ပဲပေါ်မှာချစ်မိနေတော့မယ်ငါဆိုတာမင်းလို့လွယ်မေးမရဟိုရင်ကဒုနီယောက်ပြောဘူးတယ်အမတ်တရားတွေများစွာအိုမေးနိုင်နေပြီလားချစ်သူရဲ့